family ဆိုတာကျတော့ man တယ်ဒါပေမဲ့တကယ် American တွေကကျတော့မျိုးမပြောကြဘူးသူတို့ပြောတဲ့အတန်ထွက်ကကျတော့ဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်သူက fam ပေါ့နော်ပြီးတော့ ly အတန် li family ပေါ့နော်အဲကြောင့် stress ပေးရမှာပထမတစ်ခုဒီတာ stress ပြီးတော့ family ပေါ့နော်အဲကြောင့် family ကမားတယ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုပြောရင်တော့နားလေတယ်မှန်တယ်ဒါပေမဲ့အဲ့လောက်တကယ်တမ်းပေါ့နော်American တွေတုံးတဲ့ပြောတဲ့အတန်နဲ့နည်းနည်းဝေးသွားတာပေါ့နော် family မဟုတ်ဘူး family နော်အများဆိုတော့ families my family went to the park my family went to the park နော် family လဲရတယ်ဒါပေမဲ့ကိုယ်ကာယဖြစ်တဲ့ family